ညီမလေးကခါနဲ့တည်းရဆို25လောက်ရှိမှတစ်ဖက်လောက်လက်ပြတစ်ဖက်လောက်လက်ပြဟုတ်ပြီနော်တိကျလက်ပြပါတိကျလက်တော့ရှင်ကတော့31 30နဲ့ခါစိုက်က26လောက်ပါနော်ရပြီမလေး26ခါစိုက်က26ရင်30နဲ့ညီမလေးတစ်ဖက်လောက်စောင့်ပြီနော်တစ်ဖက်လောက်နေချုပ်ပြီးတော့ကိုကြီးလမ်းပြောပေးမယ်ရပြီနောက်တစ်အောင်ရပြီမာကြီးကခါနဲ့တုတ်တယ်ဆိုခါဆိုင်28လောက်ရှိမယ်ရှင်ကတော့30နဲ့33ပေါ့နော်မိုင်းလေးတစ်ပတ်လောက်စောင့်နေနော်နောက်ပြောဒါဒီမာလေးကခါနဲ့တုတ်တယ်တစ်ပတ်လောက်တက်ပြီးတစ်ပတ်လောက်တက်ပြီးခါဆိုင်ကနေတည်ရဆို25လောက်ရှိနော်ရှင်ကတော့30နဲ့30ရပြီနောက်ပြောနော်နီမာကခါဆိုင်ကနေတုတ်29ရှင်ကတော့33ဝင်နေမှာနော်မာလေးတစ်ပတ်လောက်စောင့်နေနော်ရပြီနောက်မာလီကာခါဆိုင်က26ရှင်ကတော့33ဝန်းကျင်လောက်ရှိတယ်ညီမလေးလည်းတစ်ခါလောက်ဆောင်နေနော်ရတယ်အဲ့လောက်ကြီးပြတာမလို့ရွေးရပဲပြငါ့ကိုရွေးရပဲပြအဲ့လောက်ကြီးပြတာလေအဲ့လိုဟုတ်ပြီခါဆိုင်ညီမလေးစမောပဲပေါ့နော်ခါဆိုင်25ရှင်ကတော့31ပေါင်ချိန်100โอเคညီမလေးကခါနဲ့တုတ်တယ်အခါတိတ်တုံ26နော်ခါဆိုင်26ရှင်ကတော့31ဟုတ်ပြီပေါင်ကျင်ကတော့130လောက်ရှိမယ်ရပြီလားရပြီလားဟုတ်ကဲ့ရှင်ငါရပြီနော်ကြည့်ရတယ်ဒီနောက်ပြေရောသူခါနဲ့တုတ်တယ်ခါဆိုင်29ရှင်33ပေါ့နော်ရတော့တပတ်ပဲရပြီညီမလေးကခါဆိုင်က26လောက်ပဲရှိမယ်26ချင်းကတော့နည်းနည်း30နှစ်အဲ့လိုရှိမှာပေါ့။130 120ရပြီနော်ပြော။ဒီတယောက်ကတော့နည်းနည်းခါသေးတယ်အကောင်သေးရဲ့စမောဆိုင်ပေါ့နော်။ဟောတော့ပေါင်ချိန်130အဲ့လောက်ပဲရှိတယ်ထင်တယ်။ကဲညီမလေးလေးရပြီတော့ခါဆိုင်ကနေသေးရဲ့ကိုအဲ့လောက်ပဲမှန်းပြီးချုပ်လိုက်။တစ်ပတ်လောက်နေရမယ်။နောက်တစ်ယောက်ရပြီသူကတော့ခါဆိုင်25ဟောတစ်ပတ်တောင်လက်ပြပဲကိုကပြောတော့ပြောရင်32ရမယ်နောက်တစ်ပတ်နေရမယ်မာယီကခါဆိုင်က26လောက်ရှင်ကတော့33你别笑အောင်ကြ120 130လောက်ရှိမယ်ဟုတ်ပြီရောက်ပြီမာယီလည်းနှစ်ပတ်လောက်ဆောင်ပြီနော်ရောက်ပြီမာယီနောက်တစ်ယောက်ဒီကတော့ဖောက်တယ်ဖြစ်နေတော့ချုပ်နေကြသိနေပြီရ1ရက်လောက်နေရပြီနော်အော်1ရက်လောက်နေရပြီဆိုတော့ကြိုးပြီးတော့ကနေဟဲ့မကနေတော့ပြီးသွားတော့လေဟာဒုက္ခကြီးတော်လို့